တယ်မယ်တဲပြီးတော့စူပြီးတော့ချမယ်ချပြီးတော့အေးရင်တိုက်မယ်အဲ့လိုတောက်လိုက်လို့ရှိသမျှစိတ်အကုန်အန်တာ နှစ်စွန်းလောက်လည်း အဲ့တော့ကတော့ဆရာတို့ကကြတော့ဟိုပါပေါ့ရှစ်ခါလောက်အန်တယ်အဲ့လူနာ ဘာဘယ်ငါပြောရခိုင်ငါပြောပဲနော် ပြီးသားငါပြောလဲရတယ်ငါခိုင်ရခိုင်လဲရတယ် နှစ်စွန်းလောက်လည်းဘာ သူကဟိုဟာ၄ပင်ကဆိုလို့ရှိရင်ဟိုဟာတော်တော်လေးများတယ်၄ပင်၅ပင်လောက်လိုက်ထိုးလိုက်သူကဒါနဲ့ဒီလိုထိုးလိုက်ထောင်ပန်းလာလေအဲ့ကြောင့်ခွနဲ့ကန်လိုက်နဲတယ်ထင်နောက်တစ်ခါပြီးနောက်တစ်ခါနောက်တစ်ခါပေါ့အဲ့ဒါမျိုးပေါ့အဲ့ဒါကိုတော့ဆရာတို့ဟိုဘာတော့ဆရာတော်သူကအချိန်စားတော့မရှိဘူးပေါ့ဟိုသူကလည်းကြောက်နဲ့တော့ကြုံပြီးတဲ့ဟာတွေတော့ပုံတော့ပြတာပေါ့ကွာအဲ့လိုမျိုးရတဲ့ဟာတွေပုံတော့ပြတာပေါ့အေးတော့တော့ပြတယ်အဲ့ဒါလမ်းကြတော့ရှစ်ခါအန်အရှိကအန်တော့စိတ်ကရှားပြီးတော့ပါလဲမလာတော့အဲ့လို ဟုတ်ပါဟုတ်သူကတော့ဘာမွေးရလေမွေးဘူးမွေးရှိတဲ့ခါကျဘာနေနေရလား ဟမ် မွေးရမွေးဘူးမွေးရှိတော့ဘာနေနေရလား ရတယ်လေတရားကြတော့ဝေကူကသူကမဟောက်ကကြတော့ပူတာကို ဟုတ် ဝေးရကြတော့သူကဟိုကပူတာလည်းရှိတယ်အေးတာလည်းရှိတယ်မဝေးရကြတော့သူကဟိုဓာတ်၄ပါးနဲ့ရှင်ပြီးတော့စိတ်သက်တာရှိတယ်ပထဝီဓာတ်နဲ့ရှင်ပြီးတက်တာရှိတယ်အာဘောဓာတ်နဲ့ရှင်ပြီးတက်တာဝါယောဓာတ်နဲ့ရှင်ပြီးတက်တာဒီဓာတ်နဲ့ရှင်ပြီးတက်တာရှိတယ်အဲ့ဒါတွေကတော့သူက၄မျိုးရှိတယ် အကြဥရုရဲ့အချိန်ရဲ့ကွာလားဘာ ဥရုချိန်လေးကကြတော့အဲ့လိုတော့ပစာရေး